ဟုတ်ကဲ့ပါဒါဖြစ်လို့ရှိရင်အခုနံပါတ်1ကိုသွားပါမယ်နံပါတ်1ကဒါဟိုအကြီးတဲ့ကနံပါတ်ကလေး1ပေါ့နော်ဒီဟာကတော့車社会人としてのモラルと責任ဒါကတော့ဒီကားမောင်းမဲ့လူတူအနေနဲ့ရှိတဲ့စိတ်နေစိတ်ထားနဲ့နောက်ပြီးတော့တာဝန်ယူတတ်မှုပေါ့နော်ဒါက車の運転ができるようになると好きな時に好きなところへ行けるなど行動範囲が広くなり毎日の生活が豊かにしてくれます、しかし車の運転には常に危険が伴い一方間違えば取り返しのつかない悲しい結果を招くことにもなりかねません。これから、車社会に参加される皆さんは決められたコースルールを守ることはもちろん、他の交通に対する思いやりの気持ちも忘れずに安全で、快適な車社会になるよう努めなければなりませんဆိုပြီးတော့ပြောထားပါတယ်ဒါကိုလည်းအသေးစိတ်ကြည့်တော့မရှင်းတော့ပါဘူးသူပြောချင်တဲ့အဓိပ္ပာယ်ကဒီကားမောင်းလို့ကိုကကားမောင်းတက်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့နေထိုင်မှုဘဝကပို့ပြီးတော့ဒါအဆင်ပြေချောမွေတော့မှာဖြစ်ပါတယ်တဲ့ဒါပေမဲ့ဒီကားမောင်းတက်တာနဲ့အများဒီအဆင်ပြေတာလည်းရှိတယ်လို့ဒီမှာအန်နီယကလည်းအတူတူကပ်ပါလာပါတယ်တဲ့အကယ်၍ကံမကောင်းလို့ကိုကစုံတစ်ခုမှားရင်းသွားတယ်ဆိုလို့ရှိရင်တော့ဒါပြန်ပြီးတော့အဖက်ဆယ်လို့မရတဲ့အဖြစ်အပျက်တွေလည်းဖြစ်သွားနိုင်ပါတယ်တဲ့အဲ့ဒါကြောင့်မလို့ဒီကားမောင်းတက်ပြီးကားမောင်းပြီဆိုလို့ရှိရင်တဲ့ဒီသူတတ်မှတ်ထားတဲ့ဗာလဲruleတွေစီမင်းစည်းကမ်းတွေပေါ့နော်လိုက်နာမှာတေချာပေါက်လိုက်နာရမယ်နောက်ပြီးတော့လို့ရှင်ဒီစီမင်းစည်းကမ်းတွေအပြင်ကိုကသူတစ်ပါးကိုစာနာတတ်တဲ့စိတ်အာနာတတ်တဲ့စိတ်သူတစ်ပါးအတွက်ဖြစ်တွေးပေးတတ်တဲ့စိတ်ဒါကတော့ဒါဂျပန်ရဲ့ထုံးစံတိုင်းပေါ့နော်ဒီဟာဘယ်ရာမှာမဆိုရှိတဲ့စိတ်ပါပဲအဲ့လိုမျိုးစိတ်လေးတွေကိုလည်းမမေ့မလျော့ပဲနဲ့တဲ့ဒီအနေကင်းတဲ့ကားမောင်းနဲ့ကဘာကြီးဖြစ်အောင်လို့တဲ့ကိုယ်တိုင်လည်းကြိုးစားတင်ပါတယ်တဲ့ဒါကိုပြောထားပါပါเนาะဒါကတော့မိတ်ဆက်အနေနဲ့ပြောထားပါဒီမှာကနံပါတ်1က Yuzuriai တို့အမွေရာဒီဒါကကိုအလျှော့ပေးတယ်ကိုသူဘာဦးစားပေးတယ်ကိုရဲ့ဒီစိတ်လေးပေါ့နော်စိတ်သက်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာပုံလေးနဲ့ရှင်းပြထားပါတယ်ဒီမှာကိုကဒီဘက်လမ်းကို꿰ကျင်တယ်ဒီမှာဆိုရင်ဒီကနာခဤတဲ့နိုင်ဒါဆိုရင်ဒီကဒီဘက်ကိုသွားကျင်တယ်ဒါမဲ့ဒီကားတွေဇက်တိုက်သွားနေတယ်လုံးဝသူ့ကိုဝင်မပေးဘူးเนาะအဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဗာလဲဒီဘက်မှာလည်း꿰မဲ့ကားရှိရဆိုတော့ဒီကားရေမ꿰မချင်းဒီကားကထွက်မရအောင်တည်မှာသူလည်းဝင်မရဘူးဒီလိုမျိုးတွေရှိတာဖြစ်တဲ့အတွက်ဒီမှာဒီဘက်ကပုံလေးလိုမျိုးပေါ့နော်သူကလည်းဒိုးဆိုပြီးတော့ကားလေးကရက်ပေးလိုက်တယ်ဆိုသူကလည်းအာရီဂါတိုဆိုသူလည်းထွက်သွားနိုင်မယ်နောက်ကကားကလည်း꿰မယ်ဆိုလို့ရှိရင်အလွယ်တကူ꿰နိုင်မယ်ပေါ့နော်ဒီလိုမျိုးလေးကားမောင်းတဲ့အချိန်မှာတစ်ဖက်ကိုလည်းတွေးပေးပါပေါ့အဲ့လိုမျိုးပြောချင်တာပါနံပါတ်2က他人に迷惑をかけない運転ဒါတစ်ဖက်လူကိုဒါဘယ်လိုပြောမလဲသူတို့ပြောတဲ့မဲဝါကူဒါအနောက်ရှက်ပေါ့နော်အနောက်ရှက်မဖြစ်အောင်လို့ကားမောင်းတင်ပါတယ်ပေါ့သူပြောထားတဲ့ဒီအောက်ကအကြောင်းအရာလေးကတော့車を運転するときは自分の利便だけを考えるのではなく他の車や保護者、沿道を生活している人々のことも考え心ない駐車や、不愉快な騒音などで迷惑をかけないようにしましょう。また道路に、空き缶やタバコの吸い殻などを投げ捨てたり勝手に物を置いたりすると他の人の迷惑になるばかりではなく交通事故の原因ともなりますので、このような行為をしてはいけません。ဒီအိဗေကတဲ့ဗာလဲဆိုတော့ကိုကကားမောင်းလို့ရှိရင်ကိုတဘိုးတွေကိုပဲမကြည့်ပဲနဲ့တစ်ဖက်ကကားတို့နောက်ပြီးတော့ဒီလမ်းသွားလမ်းလာကားလမ်းဘေးမှာရှိတဲ့အိမ်တွေနော်ကားလမ်းဘေးကအိမ်တွေမှာနေထိုင်ကြတဲ့လူတွေကိုလည်းတွေးပြီးတော့မှဒီကိုချင်းစာတရားလေးနဲ့ဒီ
တစ်ဖက်သားကိုဆာနာတက်တဲ့စိတ်လေးနဲ့ကားမောင်းဖို့ပေါ့နော်တစ်ဖက်သားအနှောက်အယှက်မဖြစ်အောင်ဒါကိုကားမောင်းတဲ့အချိန်ဆိုလို့ရှိရင်တတိလေးဆောင်ထားပေးပါပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးပြောချင်တာပါနောက်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီလမ်းပေါ်ကိုကိုစားပြီးတောက်ပြီးသားဒီအမိုက်တွေဥမာပြောရလို့ရှိရင်ဒီအေးဘူးတန်ဘူးခွန်တို့နောက်ပြီးတော့ဒီဆက်လိတ်တို့ဒါတွေကိုလည်းမပစ်ပါနဲ့တဲ့နောက်ပြီးတော့ဒီပစ်တာအဲ့လိုမျိုးပစ်တယ်ဆိုလို့ရှိရင်ဒီပစ္စည်းတွေကိုအောက်ကိုပစ်ချရဲဆိုလို့ရှိရင်တခြားလူတွေအတွက်အနှောက်အယှက်ဖြစ်စေုံနဲ့မကဘဲနဲ့ဒါကားအနေရရန်နေရရင်တိုင်းမှုအနေနဲ့ဒီလိုမျိုးတွေရဲ့အကြောင်းရင်းတွေလည်းဖြစ်သွားစေနိုင်တာကြောင့်အဲ့လိုမျိုးတွေကတော့လုံးဝမလုပ်သင့်ပါဘူးတဲ့ဒါလေးရှင်းပြထားတာပါဟုတ်ကဲ့နံပါတ်3လေးကိုတော့ဒီစကားလေးပြောပြပါမယ်နော်ဘာလို့ဆိုသူကနည်းနည်းလေးအရေးကြီးတယ်ပေါ့နော်ဆရာရှင်းပြချင်မှနည်းနည်းအရေးကြီးရဆိုပြီးပြောထားတာပါဒါကတော့도저샤노 안산 카쿠호ဒါကကိုနဲ့အတူစီးတဲ့လူတွေကိုနဲ့အတူစီးတဲ့လူရဲ့ဒီအနေကင်းမကင်းကလည်းကို့ပေါ်မှာမူတည်နေရဆိုပြီးတော့သူကပြောချင်တာပါ車の運転者は同乗者がドアを開けるときやドアから降りるときには、候補などの安全を確かめなければなりません。またドアをロックし、同乗者が不用意にドアを開けたりしないように注意しなければなりません。ဒီဒိဗေကတော့ဒီကားမောင်းတဲ့လူကကိုကားမောင်းလို့အနေကင်းပြီဆိုရင်ပြီးပြီအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကားမောင်းလာတဲ့ကိုတင်လာတဲ့လူကဒီအနေကင်းမကင်းလဲကိုစီမှာဒီတာဝန်ရှိရဆိုပြီးတော့ပြောချင်တာပါဒါဆိုလို့ရှိရင်ဒီအတူပါလာတဲ့ကလေးပေါ့နော်ဒီမှာဆိုရင်သူပါလာတဲ့ကလေးကကားကိုတကားကိုဖွင့်ပြီးတော့ဆင်းနေဆိုလို့ရှိရင်ဒါအနောက်ကကားကြီးလာနေမမြင်ဘူးဒီလိုဆိုလို့ရှိရင်ဒါအနေရရှိရလေဒီကားကိုရက်တဲ့အချိန်မှာကားကိုဆင်းမယ်ဆိုလို့ရှိရင်ဒီဘေးမှာကားတွေပါရှိလားဒါလည်းကောင်းကောင်းသမားကြည့်ရမယ့်တာဝန်ထဲမှာပါပါတယ်တဲ့ဒါကဒီမှာအန်းဆောင်ကိုထားရှိခမဲနာခဲ့တယ်ပါနာဒီမဆန်ဒါကအကြည့်ကိုကြည့်ပေးရပါမယ်ဆိုတဲ့အဓိပ္ပာယ်ပါเนาะနောက်ပြီးတော့ဒီကားတကားကိုလော့ချဖို့ပေါ့နော်ဒါလည်းကားမောင်းတဲ့အချိန်မှာဒီကလေးတွေပါဆိုလို့ရှိရင်ကားကသွားနေရလက်ကကလေးဆိုမသိဘူးလေလက်တွေပါအဲ့လိုကားတကားတွေကိုဖွင့်မိတာတွေပါရှိတတ်တဲ့အတွက်ကြောင့်ကားတကားလော့ချပေးဖို့ဒါလည်းကားမောင်းတဲ့သူမှာတာဝန်ရှိပါတယ်ပေါ့နော်တာဝန်ရှိရဆိုတာဒါကတော့မဖြစ်မနေဆိုတာထက်ဒီမှာချွေးရှင်နာခဲ့တယ်ပါနာဒီမဆန်ပေါ့နော်ဒါကတော့ဒါမဖွင့်ရဘူးဆိုပြီးတော့အတူလိုက်လာတဲ့လူကိုကတတိလေးပေးတာမျိုးတို့ဘာလို့ပေါ့နော်ဒီလိုမျိုးလုပ်တင်ပါတယ်တဲ့ဒီ pick up point လေးပေါ့နော်ဒါကတော့အပြင်ကားတကားကိုကားဆရာဘက်ကနေပြီးတော့လော့ချထားလိုက်မယ်ဆိုလို့ရှင်ကားမောင်းသူဘက်ကနေလော့ချထားလိုက်မယ်ဆိုရင်ဒီကလေးလော့ပေါ့နော်ဒါကလေးတွေကထဲကနေတကားဖွင့်ရင်လည်းဖွင့်လို့မရတာဖြစ်တဲ့အတွက်အပြင်ကဖွင့်မှဖွင့်လို့ရတာဖြစ်တဲ့အတွက်ဒီကားမောင်းနေစဉ်အနေရရှိတာတို့နောက်ပြီးမတော်တဆတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ဆိုပြီးပြောထားတာပါဒါကအဲ့လောက်ကြီးထိအရေးမကြီးတာဖြစ်တဲ့အတွက်ဒီဘိုင်းအဲ့လောက်ပေါ့နော်အများကြီးမရှင်းတော့ပါဘူးကြော်သွားပါမယ်နံပါတ်4ကတော့ချိုင်းတို့ရှိတော့ရှီရောဆိုပြီးတော့ပြောထားပါတယ်ဒါကတော့ကလေးကားထဲမှာပါတဲ့ကလေးကိုခပတ်ပတ်နီးပေါ့နော်ဒါကနောက်ဒီအောက်ကစာလေးကိုဖတ်ကြည့်ပါမယ်နော်チャイルドシートは交通事故に遭った場合の被害を大幅に軽減するとともに子どもが運転操作の支障となることを防止する効果もありますのでシートベルトを適切に着用させることができない子どもにはチャイルドベルトを使用させましょう。特に幼児1を、自動車に乗せるときは発育の程度に応じた形状のチャイルドシートをその幼児に使用させなければなりません。しかし病気などをやむを得ない理由がある場合は除かれます。သူရဲ့အဓိပ္ပာယ်ကတော့ကလေးတွေကားပေါ်မှာနောက်ခန်းမှာစီးရဆိုလို့ရှိရင်လည်းကလေးခပတ်ပတ်ရပါမယ်အကယ်၍ကလေးကအရန်ငယ်သေးရဲ့ကလေးဒီလိုမျိုးကလေးလေးဖြစ်တယ်ဆိုလို့ရှိရင်သူ့အတွက်တီးတန့်ဒီလိုမျိုးခုံလေးနဲ့ခပတ်ပတ်ဖို့လိုပါမယ်တဲ့ဒါပေမဲ့တခုရှိတာမဖြစ်မနေလားဆိုတော့မဟုတ်ပါဘူးကလေးမှာယောဂပါညာရှိရဲဆိုလို့ရှိရင်မပတ်လဲရပါတယ်လို့ပြောထားပါတယ်အဲ့ဒီအတွက်မဖြစ်မနေပတ်ရပါမယ်ဆိုတော့စကားလုံးပါရင်တော့မှားပါတယ်เนาะဒါ
ဒါလေးမှတ်ထားပေးပါ